ယေစုကောင်းကြီးမင်္ဂလာအဖကမေတော်ဖျားရဲ့ချစ်ချင်းမိတာတော်နဲ့တရှင်တော်ဝိညာဉ်တော်ဖျားရဲ့လက်ပြတ်တုံသိမ်းပူဆောင်တော်မူတော့ကောင်းကြီးမင်္ဂလာပေါင်းလို့ဒီနေ့ဒီတစ်ခါကျွန်တော်တို့အေဝံဂေလိတာတနာလုပ်ငန်းမှာပါဝင်ဆက်ကပ်နေတော့ဆရာဆရာမများနဲ့ကလေးသူငယ်များအားလုံးပေါ်၎င်းဤကေဟာမှာရှိတဲ့ဆရာဆရာမများနဲ့အသက်ကြီးဘူဖွားများပြီးတော့ဆရာဆရာမများကလေးသူငယ်များအားလုံးပေါ်၎င်းသုံးပါးတဆူဘုရားတခင်ထာတော်ဘာမှလာတော့ညီတဲ့ချင်းကောင်းကြီးမင်္ဂလာဝမ်းမြောက်ပျော်ရွှင်ချင်းကောင်းကြီးမင်္ဂလာကျမ်းမာချင်းကောင်းကြီးမင်္ဂလာပေါင်းတို့ဒီအခုမှစ၍ကဘာဆက်ဆက်တည်ရှိတည်နေပါစေတော့အာမင်အာမင်အာ